နေရတော့ဘောလုံးတော့ကတ်မှာပါလိုက်ကနေတော့ဘတ်ဂျက်ဖက်လောက်မဲ့ကွင်းမှာပဲ2နိုင်လောက်ဝါကန်လိုက်ပါတယ်ဝါသနာရပျော်နှမ်းကန်တာမလို့စကေးကတော့ဆရာကြီးတွေလို့မပြနိုင်ပါဘူးကွန်နာကနေရတဲ့လုံးကိုအပိုင်ကန်လိုက်ပြင်မဲ့လေကိုနမကရအောင်ပို့တော့ပါလေဒါကတော့ကျွန်တော်တို့နောက်ကနေပတ်စင်နဲ့တိုက်ဆက်ဆက်ဆင်ပါပြီကျွန်တော်ညာတောင်ဝင်ဘက်ကိုအလားလေးပေးလိုက်ပြင်မဲ့လေကွင်းလင်ကနေကန်ချက်အားနေပါလို့ကိုတော့မရလိုက်ပါဘူးရိုက်ပါဦးနောက်ထပ်တိုက်စစ်ထပ်ဆင်ပါပြီဒီလုံးကလည်းအကုန်လုံးကအချိတ်သမီးမရှိပေမဲ့ကိုတမကကောင်းနေတော့ကိုဖြစ်တော့မပြောင်းလဲလိုက်နိုင်ပါဘူးထပ်တင်တိုက်စစ်ဘောလုံးပြတ်ပြီးကွင်းလင်ကကန်တဲ့လုံးကိုလည်းကိုတမကအမှားရမရှိထပ်ကဝင်လိုက်ပြန်ပါတယ်ကိုတမကဒီနေ့တော်တော်လေးကိုကောင်းနေရပါအခုလုံးမှာဆိုလဲကော်နာကနေတိုက်စစ်စင်ပြီးဒေါင်းလင်းလန်းကန်တာတော့မှရအောင်ကားကိုသွားသေးတယ်ဗျဒီလုံးမှာဆိုရင်တော့ကိုတမရဲ့မာကိုလှင်လင်းမြန်မြန်နဲ့ပဲခွင့်ရယူပြီးတော့ assistant တစ်လုံးတော့ရလိုက်ပါတယ်ဒီလုံးမှာဆိုရင်တော့ကိုနိုကြီးကဘယ်တောင်မှဆွဲပြေးလာပြီကွင်းလင်နဲ့ချိတ်ဆက်မိပြီးတွဲဆော့ပြီးပင်ကတာပါနဲ့ကိုဖြစ်ပြောင်းလဲလိုက်နိုင်လို့ assistant နှလုံးကိုရလိုက်ပါတယ်ဒီလိုဗီဒီယိုတွေကိုကြည့်နေတဲ့အကောင့်ကို follow လုပ်ထားပေးကြပါဦး